မစ္စတာထူးရိုးသည်ပရင်းပေါင်သားတွင်ရက်နေစေဖြစ်သည်နေလုံးကြီးသည်နယူးဂျာစီကိုကြော်၍တရွေ့၍အောက်သို့နေဆင်းသွားနေသည်ကိုစောင့်ကြည့်နေမိသည်သူ၏ရုံးခမ်းမကျဲကြီးထဲတွင်လက်ထောက်ဖြစ်သူစတူသည်ဖုံးကိုလက်ခံဖြေဆိုလိုက်ရင်းကရဲစေးတင်လိုက်ပြီးရှေ့သို့ခြေလမ်းအနှဲငယ်တိုးလိုက်သည်ဆရာခုနကဖုန်းကဟာတီဘက်ကဆက်တာပါဒေါ်လာ3 သန်းကတကယ်တမ်းထိခိုက်မျက်နှာသွားသူတွေအတွက်38 သန်းကတော့ဒဏ်ခတ်တဲ့အနေနဲ့ပေးရမယ့်ရော်ကြေးလို့ပြောပါတယ်ဆရာသမားကြီးပခုံးသည်မဆိုသလောက်နေဝင်သွားတဲ့အောင်ရှိသည်ခံပြင်းစိတ်ကြောက်ထင်သည်အသက်ပြင်းပြင်းရှူထုတ်တန်နှင့်အတူမတဲမကွဲနှင့်ညဉ့်ညဉ့်ညံ့ညံ့ဆဲရီတိုင်းထွာလိုက်သည်ကိုလည်းနောက်မှရက်နေသူစတူသည်ကြားပြစ်အောင်ကြားလိုက်သည်မစ္စတာထူးရိုးသည်ဖြေးလေးစွာဖြင့်သူ့ဘက်ပြန်လှည့်လိုက်ပြီးသူ့ကိုစားတော့ဝါတော့မတက်မျက်လုံးများနှင့်စိုက်ကြည့်လိုက်သည်ဖြစ်နိုင်ရင်သတင်းပေးသူသူ့ကိုပင်အမုံချေပစ်ချင်ပုံရနေသည်မင်းနားကြားလွှဲတာတော့မဟုတ်ပါဘူးနော်ဟုမေးလိုက်သည်စတူကထို့သို့ဖြစ်ရင်ကောင်းနေစွာဟုပင်ကြံရမရဆူတောင်းလိုက်မိသည်ကျွန်တော်တည်တည်ချာချာကြားခဲ့တာပါသူ့နောက်ရှိတကားပွင့်လာပြီးဘော်ဘီရက်စလက်သည်ကတော်ကမျောပြေးဝင်လာသည်သူ့ပုံစံသည်အသက်ကိုဖုတ်လိုက်ရှူနေရပုံရှိပြီးကြောက်ရွံ့တုန်လှုပ်စွာဖြင့်မစ္စတာထူးရိုးကိုလိုက်ရှာနေသည်ရက်စလက်သည်ကုမ္ပဏီ၏ဝန်ထမ်းရှေ့နေအကျိုးဆောင်အကြီးအကဲလေးဖြစ်သည်ယခုကိစ္စတွင်ပထမဆုံးလဲဆင်းပေးရမည့်သူလည်းဖြစ်သည်တကိုယ်လုံးလည်းဇောချွေးများပြန်နေသည်မစ္စတာထူးရိုးကမင်းကောင်တွေကို9 မိနစ်အတွင်းဒီကိုခေါ်လာခဲ့ဟုဟင်းဟောက်လိုက်ပြီးစောစောကသူရက်ကြည့်နေသောပရင်းပေါက်ရှိရာဘက်ပြန်လှည့်သွားသည်တရင်စာရှင်းလင်းပွဲအောင်တရားရုံး၏မြင်ညီတဲ့တွင်ပြုလုပ်ခဲ့သည်ဝက်စ်နှင့်မေရီဂရိတ်သည်တရင်ထောင်များအားအုပ်စု2 စုခွဲ၍ပြောဆိုလျက်ရှိသည်နှစ်ဦးစလုံးကတူညီသောမိကုံးများအတွက်အဖြေကတယောက်တစ်ပေါက်စီဖြစ်မသွားဘဲအတူတူပင်ဖြေကြားခဲ့ကြသည်စီရင်ချက်သည်မစ္စစ်ပီပြည်နယ်အတွက်စံချိန်တင်ခဲ့သည့်ပမာဏမဟုတ်စီရင်ချက်သည်တရားမျှတမှုရှိသည်ဟုယူဆကြောင်းမမျှော်လင့်ခဲ့တာမဟုတ်တော့လဲထိုများအထိများပြားလိမ့်မည်ဟုမထင်ခဲ့ကြောင်းတစ်ဖက်ကတေချာပေါက်အယူခံဝင်မိတာဖြစ်ကြောင်းအစရှိသဖြင့်ပြောဆိုနေခဲ့သည်ဝက်စ်သည်ဂျာရက်ကာတင်အားလွန်စွာလေးစားသမှုရှိတော်လဲ၎င်း၏အမှုတဲ့အပေါ်ကိုတော့လေးစားခြင်းမရှိပေဂျာရက်ကာတင်၏အကျိုးဆောင်ရှေ့နေကုမ္ပဏီသည်ကရိန်းဓာတုကုမ္ပဏီအားအခြားသူများဆွဲဆိုထားသောအမှုပေါင်း30အတွက်တာဝန်ယူလိုက်ပါပေးလျက်ရှိသည်ကရိန်းသည်ထိုအမှုများကိုတရားရုံးပြင်ပတွင်ပြေလည်အောင်ဖြည့်ရှင်းပေးမိအရေးအယောင်မျိုးမတွေ့ရပေသူတို့နှစ်ဦးစလုံးလည်းခြေကုံလက်ပန်းကျနေကြပြီဖြစ်သည်နာယူဝဲလောက်ပြောဆိုပြီးနောက်သူတို့နှစ်ဦးလည်းတစ်တော်စီရင်စုရှိခရိုင်တရားရုံးအဆောက်အအုံမှလက်ချင်းချိတ်၍ထွက်လာခဲ့ကြသည်လက်ထဲတွင်လည်းလေးလံသော briefcase ကိုစီနှင့်ဖြစ်သည်ကားပေါ်အတက်တွင်သတင်းထောက်များကဓာတ်ပုံဝိုင်းရိုက်ကြပြန်သည်ကားထဲတွင်သူတို့နှစ်ဦးစလုံးစကားမပြောပြကြလမ်း9 လမ်း6 လမ်း9 လမ်းဖြတ်လာခဲ့ပြီး10 မိနစ်လောက်ထိမပြောပြသေးသူတို့စီးနေသော Ford Taurus ကားသည်အိုမင်းနေပြီဖြစ်သည်တက္ကသိုလ်ပတ်လမ်းကိုရောက်လာသည့်အခါတွင်တော့ West ကစကားဆလာသည်41 သန်းရဲ့3 ပုံ1 ပုံကဘယ်လောက်လဲကျမတော့ခေါင်းနဲ့ထဲ့တောင်ထည့်မထားမိပါဘူးကိုလည်းဒီလိုပါပဲအခုကအပျော်သဘောနောက်လိုက်တာမောင်းမာတာမောင်းစမ်းပါရှင်ဘယ်နေရာဝင်ဖို့ရှိသေးလဲမရှိပါဘူးတောရက်စ်ကားလေးသည်စင်ချေဘုံရက်ွက်ထဲဝင်လာပြီဖြစ်သည်သွားစရာအထွေအထူးမရှိသေးတော့လဲရုံးကိုမသွားမီကတေကြသည်တခါတုန်းကသူတို့ပိုင်ခဲ့သည့်နေချင်းစပွဲချစ်စရာအိမ်လေးရှိရာရက်ွက်နှင့်လည်းဝေးခဲ့ပြီဖြစ်သည်တရားရုံး၏စီရင်ချက်ကြောင့်အုံနောက်ထုံကျင်သွားလောက်သည့်ဖြစ်ခဲ့မှုသည်တဖြည်းဖြည်းအနေထိုင်လာသည့်နှင့်အမျှ
လက်တွေ့ကြကြစဉ်းစားသုံးသပ်နိုင်မှုကနေရာယူလာပြီဖြစ်သည်လက်ရှိအမှုသည်သူတို့နှစ်ဦးပြီးခဲ့သည့်၄နှစ်ကရုံးတော်သို့ဥတိုက်လျှောက်ထားပြီးတရားစွဲဆိုခဲ့ခြင်းဖြစ်သည်ယခုအခါကျမှလွန်စွာအံ့ဩဖွယ်ကောင်းသည့်ပုံစံဖြင့်စီရင်ချက်ထွက်လာခဲ့ပြီဖြစ်သည်ညီငွေစရာကောင်းလာသည့်မာရသွန်ပွဲကြီးကဆုံးခန်းတိုင်ခဲ့ပြီဖြစ်သည်ယခုယာယီအောင်ပွဲခံခဲ့ပြီဖြစ်တော်လဲစိုက်ထုတ်ခဲ့ရမှုများကတန်ဖိုးကြီးလာသည်ရခဲ့သည့်ဒဏ်ရာများကလည်းလက်လက်ဆက်ဆက်ပင်ရှိနေသေးသည်ကားဤဒိုင်းခွက်တွင်စီသည်လေးပုံတစ်ပုံသာကျန်တော်ကြောင်းတွေ့နေရသည်ပြီးခဲ့သည့်နှစ်နှစ်ကတတိပြုမိယုံသာရှိခဲ့ပြီးအမှုမဲ့အမှတ်မဲ့နေခဲ့ရမှယခု West အတွက်အရေးတကြီးပြဿနာဖြစ်လာခဲ့သည်ထိုအချိန်ကသူသည် BMW ကိုမောင်းနေပြီး Mary Grace တွင် Jaguar တစ်စီးရှိနေသည်ဓာတ်ဆီထည့်ဖို့လိုလာလျင်သူ့အကြိုက်ထည့်နေကြစီဆိုင်ထဲသို့အလွယ်တကူပင်ကားကိုကွေ့ဝင်ရက်ပြီးအကျွေးကပ်ဖြင့်စီအပြည့်ဖြည့်လိုက်ရုံနဲ့အကျွေးတောင်းလွှာများကိုတစ်ခါဘူးမျှလှည့်ကြည့်စရာမလိုခဲ့ကုမ္ပဏီစည်ရင်းကိုင်ကတိုင်ခံဖြည့်ရှင်းခဲ့သည်ကြီးဖြစ်သည်ယခုသူ့တွင်အကျွေးကပ်လည်းတစ်ခုမျှမရှိတော့ BMW နှင့် Jaguar သည်လည်းအလားတူပင်စည်ရင်းကိုင်လည်းလစာတဝက်သာယူပြီးတခါတရံသူ့အိတ်ကက်ထဲမှပင်စိုက်ထုတ်ပြီးကုမ္ပဏီအသက်ဆက်နိုင်အောင်လုပ်ပေးခဲ့ရသည်Mary Grace လည်းစီတိုင်ဘက်ကိုတစ်ချက်ငဲ့ကြည့်လိုက်သည်သူမအဖို့လည်းထို့သို့ကြည့်တတ်သည့်အကျင့်ကတိတ်မကြခင်ကမှရလာခြင်းဖြစ်သည်ရင်းနှင့်အတူဓာတ်ဆီတကားလန်စေးပေါင်မုံတစ်လုံးစေးနွားနို့ဂါလန်ဝယ်စေးအစရှိသည်တို့လည်းသတိပြုမိလာသည်သူမသည်ငွေကိုချွေတာတိဘက်ကဖြစ်ပြီး West ကသုံးတိဘက်ကဖြစ်သည်ဟိုးအရင်ကတော့ထို့သို့မဟုတ်အမှုသည်များဤဖုံးခေါ်တဲ့မပြတ်ရော်ချင်းယူပြီးကြေးအောင်လုပ်ပေးနိုင်ခဲ့သည့်အမှုများလည်းမနည်းထိုစဉ်က Mary Grace တယောက်အတော်လေးတက်တောင့်တက်တာရှိခဲ့ပြီးအောင်မြင်မှုရည်စည်းကြောင်းတွင်မျောပါခဲ့သည်ငွေစုပြီးရင်းနှီးမြှုပ်နှံမှုကသူတို့၏ဦးစားပေးအစီအစဉ်တွေတွင်မရှိငယ်ရွယ်သူများဖြစ်သည့်အပြင်လုပ်ငန်းကလည်းအောင်မြင်လာနေသည်ရှေ့လျှောက်လည်းအဟံအတားဟု၍ရှိလာမည်မဟုတ် Mary Grace သည်စုဆောင်းနိုင်သမျှငွေများကိုသူတို့နှစ်ဦးအတွက်အစုရှယ်ယာဝယ်ရန်ဘဏ်တွင်ထည့်ဝင်ထားသည်ထိုငွေများသည်လည်းဘေကာအမှု၏ဝါမျိုးချင်းခံခဲ့ရ၍ကုန်ခန်းသလောက်ဖြစ်သွားခဲ့သည်ပြီးခဲ့သည့်တနာရီလောက်ထိသူတို့သည်ဖြူကာပြာကာကျနေသည့်အဖြစ်မျိုးရောက်နေခဲ့သည်တင်နေသည့်ကျွေးများကလည်းပိုင်ဆိုင်သမျှရောင်းချဆက်လျင်ပင်မကျေနပ်ယခုအခါတော့အခြေအနေများပြောင်းလဲသွားခဲ့ပြီဖြစ်သည်ပေးစရာရှိနေသည်များကတော့ပျောက်မသွားသို့တော့ငွေပေးငွေယူရှင်းတဲ့ဤအနှုတ်ဘက်အချမ်းတွင်တော့တိတိတသာတိုးတက်လာခဲ့ပြီဖြစ်သည်ထို့သောကောဖြစ်လာမည်လောအံ့ဩစရာကောင်းလာအောင်ထွက်ပေါ်လာသည့်စီရင်ချက်ဤတစ်ခုလုံးကိုတော့၎င်းတစ်စိတ်တစ်ပိုင်းကိုတော့၎င်းမိသည့်အချိန်တွေမှသဘောပေါက်လာကြပြီမည်နီကရိန်းဘက်ကရောမိ၍မိများနှင့်ကျင်တတ်ပါဟုကမ်းလှမ်းလာမည်လောထို့သောမဟုတ်ဘဲအယူခံဆက်ဝင်ပြီဆိုကမိမြထက်ကြအောင်မည်နီထို့အတွက် West ဘက်က၎င်းတို့၏အယူခံအတွက်လုပ်ငန်းတစ်ခုလုံး၏မိမြအတိုင်းအတာအထိဆက်၍မြုပ်နှံရအောင်မည်နီထိုမေကုန်းများကိုသူတို့နှစ်ဦးစလုံးခေါင်းထဲထည့်မစင်းစားကြကြတော့လောလောဆယ်ပြင်ပန်းလွန်းနေ၍တက်တောင့်တက်တာနေခြင်းစိမ်မျိုးသာရှိနေသည်တစ်ချိန်လုံးသူတို့နှစ်ယောက်အကြားထိုအကြောင်းမှလွဲ၍အခြားပြောစရာမရှိခဲ့အခုတော့ဘာဆိုဘာမျှပြောစရာမရှိဖြစ်လာသည်မနေ့ကသို့မဟုတ်တပတ်ခါလောက်တွင်တော့လှုပ်ခဲ့သည်များကိုရုံးတွင်ပြန်၍ရှင်းလင်းပြရတော့မည်ဖြစ်သည်ကားစီကုံတော့မယ်နော်ဟု Mary Grace ကပြောလိုက်သည် West ကစိတ်ထဲပင်ပန်းလွမ်းနေ၍ဘာမှခွန်းတုံ့ပြန်လို့စိတ်မရှိတော့ညစာအတွက်ဘာရှိလဲဟုသာမေးလိုက်သည်မကာရိုနီနဲ့ချစ်ရှိတယ်လေရင်ဆိုင်ခဲ့ရသောတရက်ခွင်သည်၎င်းတို့၏စွမ်းအားများပိုင်ဆိုင်မှုများအားစုယူသွားခဲ့ရုံမက၎င်းတို့ခန္ဓာကိုယ်ရှိအစီအနှင်များပါခန်းချောက်သွားအောင်လုပ်နိုင်ခဲ့သည်ကိုယ်အလေးချိန်လဲတ
တရားခွင်မစခင်ကထက်အပုံကြီးကျဆင်းသွားခဲ့ပြီဖြစ်သည်ဝက်စ်သည်ပေါင်ကျင်ဆက်ပေါ်မတက်ခဲ့သည်မှာလာပေါင်းများစွာရှိခဲ့၍တေချာပေါက်မပြောနိုင်တော့လဲအနည်းဆုံး15ပေါင်ခန့်ကျသွားခဲ့သည်ထို့သို့ကျဆင်းသွားသည့်အဖြစ်ကိုလည်းဇနီးဖြစ်သူလည်းသူ့လိုပဲလားဟုတိုင်ပင်ဆွေးနွေးခဲ့ခြင်းလည်းမရှိပေသို့သောသူမအဖို့အစားအသောက်စားဖို့လိုအပ်နေသည်ဆိုသည့်အဖြစ်ကတိတိတသာတွေ့လာရသည်အဓိကအားဖြင့်နန်းနဲ့စာမစားဖြစ်ခဲ့သည့်အချိန်ပေါင်းများစွာရှိခဲ့သည်ကလေးများကိုအဝတ်အစားလဲကျောင်းသို့အချိန်မီအောင်ပို့ပေးခဲ့ရသည်နေ့လယ်စာကိုအမှုအတွက်ပြင်ဆင်ရင်းရှောက်လဲချက်များပေးရင်းကပင်ဟာရစ်ဆန်၏တရားရုံးတွင်ပင်ဖြစ်တယ်လို့စားခဲ့ကြရသည်တရားခွင်ပြီးသွားချိန်တွင်ရုံးပြန်ပြီးနောက်နေ့အတွက်ပြင်ရဆင်ရနှင့်ညနေသွားပြီးညစာစားဖို့ပင်မေ့လျော့သွားခဲ့ကြသည်ချောကလက်ဘားများနှင့်အနာဂျီဖြော်ရည်များသာအဖော်လုပ်ခဲ့ရသည်မေရီဂရေးစ်၏အပြောကိုကောင်းတာပဲဟုပြောရင်းသူတို့အိမ်ရှိရာသွားသည့်လမ်းဘက်သို့ကားကိုဦးတည်လိုက်သည်